မြန်မာပြည်ကမီနီဘတ်စ်လောကသားတွေနဲ့ကားချစ်သူတွေအတွက်ခေါင်းအကိုက်ဆုံးမေးကုန်ဂျပန်က Mitsubishi Rosa နဲ့ကိုရီးယားက Hyundai ကောင်းတီလိုင်းဆွဲရင်ဘယ်ကောင်ကငွေရှာအကောင်းဆုံးလဲဒီဗီဒီယိုမှာအပိုင်တွက်ပြမယ်ပထမဆုံး Mitsubishi Rosa ဂျပန်အင်ဂျင်နီယာအတတ်ပညာဆိုတော့ပြောနေရင်ပါဇက်ညောင်းတယ်သူ့ရဲ့အားသာချက်ကအကျန်းခံတာရုံအားဆွဲအားမာစတာကြီးမို့မြန်မာပြည်ရဲ့ပကူရန်ကုန်လမ်းတွေမှာ Rosa ကိုရှင်ဖို့ခက်တယ်အင်ဂျင်တက်တန်းရှည်တယ်လို့ပြန်ရောင်းရင်လည်းအဝယ်လိုက်ပြီးဈေးအကျနေတာဂျပန်ကားရဲ့ထုံးစံပဲလीဒါပေမဲ့ Hyundai ကောင်တီကိုသွားမလျှော့နဲ့ဦးကိုရီးယားမင်းသားကရုပ်ထွက်နဲ့အပြင်ဆင်ပါတားတယ်ကားဒီဇိုင်းကခက်မိတယ်အတွင်းကန်းကျယ်ဝန်းပြီးခရီးတဲ့ထိုင်ကုန်တွေက Rosa ထက်ပူစီးလို့ကောင်းတယ်ညိမ့်တယ်နောက်ပြီးအပေါ်ပစ္စည်း Space ပေါ်မှာပေါ့ဈေးလဲချိုတယ်စီစားနှုံးမှလည်းတတ်တာလားမို့မြို့တွင်းလိုင်းကားနဲ့ဝန်တန်းကြိုဖို့သမားတွေရဲ့အသေးဆွဲပေါ့Okay ဒါဆိုဘယ်ကောင်အကောင်းဆုံးလဲခရီးတဲ့အကြိုက်နဲ့စီးပွားရေးတွက်ချီကိုကြည့် Hyundai ကောင်တီကအမှတ်ရလိမ့်မယ်ကားစီးသက်တာတယ်အပေါ်ပစ္စည်းပေါ်တယ်ခရီးတဲ့တွေပိုကြိုက်တယ်အကျန်းခံမှုနဲ့ရေရှည်ရင်းနှီးမြှုပ်နှံမှုကိုကြည့် Mitsubishi Rosa ကဆရာကြီးပဲဘလောက်ခရီးကြမ်းကြမ်းဒူးမထောက်ပြန်ရောင်းစီ resale value လည်းပိုခိုင်းပါတယ်အချုပ်ပြောရရင်တော့ပကူရန်ကုန်လိုင်းဆွဲမယ်ဆိုရင် Rosa ကိုဝယ်မြို့တွင်းလိုင်းကားနဲ့အခောက်တို့အမျက်ရှာမလဲဆိုရင်တော့ကောင်တီကအကိုက်ဆုံးပဲကဲဆရာတို့ရော Rosa နဲ့ကောင်တီဘယ်ကောင်ကိုပို့အသေးဆွဲလဲအောက်က comment မှာချခဲ့ကြအောင်